မြန်မာနိုင်ငံရဲ့73စီလက်ကျန်အခြေအနေလက်ရှိအခြေအနေအရတည်ထားတဲ့အချက်လက်အချို့ကိုအောက်မှာစုစည်းပေးထားပါတယ်။လက်ရှိအခြေအနေမြန်မာနိုင်ငံ73စီတင်သွင်းတူလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ထုတ်ပြန်ချက်တွေအရစီတင်သင်းမောတွေဟာတီလဝါစိတ်ကမ်းကိုပုံမှန်ဝင်ရောက်နေစေဖြစ်ပါတယ်။ဒါပေမဲ့ဒေါ်လာဈေးမတည်ငြိမ်မှုကြောင့်တင်သွင်းမှုအပိုင်းမှာအခက်အခဲအချို့ရှိနေတတ်ပါတယ်။တည်ယူပို့ဆောင်ရေးလမ်းကြောင်းတွေမှာအခက်အခဲရှိရင်နယ်မြို့တွေမှာစီပြက်လက်မှုခိတ္တဖြစ်ပေါ်တတ်ပါတယ်။နေ့ဘယ်နှစ်ရက်စာကြန့်ရှိနိုင်တယ်လဲ။အစိုးရရဲ့သတ်မှတ်ချက်အရ73စီတင်သွင်းတဲ့ကုမ္ပဏီတွေဟာအရန်စီကိုအမြဲထားရှိရပါတယ်။ပုံမှန်အားဖြင့်နိုင်ငံတော်ဝန်အသုံးပြုမှုအတွက်သတင်းပတ်အနေငယ်စာဥပမာ2ပတ်မှ4ပတ်ခန့်ဖူလုံအောင်ထိန်းညှိတင်သွင်းလေးရှိပါတယ်။သုံးသတိပြုရန်အချက်များကောလာဟာလများစီပြတ်တော့မယ်ဆိုတဲ့ကောလာဟာလတွေကြောင့်လူတွေအလူရက်တိုးဝယ်ကြတဲ့အခါစီဆိုင်တွေမှာခိတ္တစီပြတ်သွားတာမျိုးဖြစ်တတ်ပါတယ်။ခွဲရန်စနစ်အချို့ကာလတွေမှာစီကိုအကန့်အသတ်နဲ့ရောင်းချတာမျိုးရှိနိုင်ပါတယ်။မြန်မာနိုင်ငံရဲ့73စီလက်ကျန်နဲ့ပတ်သက်ပြီးကြီးကြတဲ့ရက်ပေါင်းကိုခမန်းရခက်ခဲပါတယ်။ဘာကြောင့်လဲဆိုတော့ဒါဟာနိုင်ငံတော်ရဲ့မူဝါဒဒေါ်လာလဲလှယ်နှုန်းနဲ့တင်မောဝင်ရောက်မှုအစီအစဉ်တွေပေါ်မှာမူတည်နေပါတယ်။တနေ့တာပြန်မြအသုံးပြုမှုမြန်မာနိုင်ငံမှာတရက်ကို73စီဒီဇယ်နဲ့ဓာတ်ဆီနှမျိုးလုံးပေါင်းဂါလန်ပေါင်း4တန်းနီးပါးအသုံးပြုနေတယ်လို့73စီတင်သွင်းဖြန့်ဖြူးသူများအသင်းရဲ့အချက်လက်အချို့အရခန့်မှန်းရပါတယ်။အသေးစိတ်ခွဲခြားကြည့်ရင်ဒီဇယ်တရက်လျင်ဂါလန်2တန်းကျော်ခန့်ကုန်စည်ပို့ဆောင်ရေးစက်မှုလုပ်ငန်းနှင့်မီးစက်များအတွက်ပုံမိုသုံးစွဲရခြင်းကြောင့်ဖြစ်သည်။ဓာတ်ဆီတရက်လျင်ဂါလန်1.5တန်းမှ1.8တန်းခန့်အိမ်သုံးမော်တော်ယာဉ်နှင့်ဆိုင်ကယ်များအတွက်အသုံးပြုမှုအပေါ်တက်ရောက်နေသောအချက်များဒီပမာဏဟာအမြဲတမ်းပုံသေးမဟုတ်ဘဲအောက်ပါအချက်တွေကြောင့်ပြောင်းလဲနိုင်ပါတယ်။လျှက်စစ်မီးအခြေအနေလျှက်စစ်မီးပုံမှန်မရတဲ့ကာလတွေမှာလုပ်ငန်းသုံးတဲ့အိမ်သုံးမီးစက်တွေအတွက်ဒီဇယ်အသုံးပြုမှုဟာတိတိတသာမြင့်တက်လာပါတယ်။ရာသီဥတုစိုက်ပျိုးရေးလုပ်ငန်းခွင်တွေရှိတဲ့ရာသီမှာဒီဇယ်သုံးများသလိုခရီးသွားလာမှုများတဲ့ပွင့်လင်းရာသီမှာဓာတ်ဆီအသုံးပိုများပါတယ်။ဈေးနှုန်းအစီအစဉ်အစမတန်မြင့်တက်လာတဲ့အခါမှာတော့လူထုရဲ့အသုံးပြုမှုအနည်းငယ်ပြန်ကျသွားလိမ့်ရှိပါတယ်။တင်သွင်းမှုပမာဏမြန်မာနိုင်ငံဟာတစ်နှစ်ကို73စီတန်ချိန်6တန်းခွဲကနေ9တန်းဝန်းကျင်အထိဂါလန်ပေါင်းတန်း2000နီးပါးပြည်ပကနေတင်သွင်းနေရတာဖြစ်ပါတယ်။တခြားသိလိုတာရှိရင်လည်းကွန်မန့်မှာရေးသားသွားနိုင်ပါတယ်။